ဒီတိုးကလေးကဘာလို့ဒီလောက်ဒေါသထွက်ပြီးအမြဲတမ်းလူတွေကိုလိုက်ခွေချင်နေတာပါလဲအပြင်ပန်းကြည့်လိုက်ရင်တော့နူးညံ့ပြီးချစ်စရာကောင်းပေမဲ့အတွင်းစိတ်ကတော့အမြဲကိုတိုက်ခိုက်ချင်နေတာပါပဲမိတ်ဆွေတို့အနေနဲ့ဒီတိုးလေးကိုဘလောက်ပဲကြကြမွေးမွေးသူကတခါတရံမှာမိတ်ဆွေတို့ကိုလိုက်ခွေနေအောင်မှာပဲဖြစ်ပါတယ်ကံကောင်းတာကသူအရွယ်ရောက်ပြီဆိုရင်တော့အရက်က40စင်တီမီတာလောက်ပဲရှိတော့မိတ်ဆွေတို့ကိုဘာတန်ရာမှရအောင်မလုပ်နိုင်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီတိုးလေးတွေကမိတ်ဆွေတို့ကိုခွေးလေးတွေထက်တောင်ပိုပြီးချစ်တတ်ပါတယ်ကြိုးကြည့်ထားစရာမလိုပဲမိတ်ဆွေတို့တွားရနောက်ကိုလိုက်နေမှာဖြစ်ပါတယ်သူပေါ်လာတိုင်းခုံပေါက်နဲ့မရက်နိုင်ပါဘူးအမြင့်အနှဲငယ်ကွာခြားယုံလေးနဲ့သူကဆင်းမဲ့ဆိုပြီးစွတ်ခုံချတတ်ပါတယ်ဒီတိုးလေးတွေကနှိုးဆိုဖို့စူးစမ်းနေတာမြင်ရင်သူပိုက်စားနေတယ်လို့ထင်ကောင်းထင်မိကြပါလိမ့်မယ်တကယ်တော့သူတို့ရဲ့သွားတွေထွက်နေတာကြောင့်ပစ္စည်းတွေကိုက်ချင်နေတာဖြစ်ပါတယ်သူကပိုင်ရှင်ရဲ့အုတ်ထုပ်ကနေစပြီးပုံလိပ်ဆက်ကူအထိဘာမဆိုကိုက်ဖက်တတ်ပါတယ်ဒါကြောင့်သူ့မှာနိုးတီးကောင်းလိုအပ်တာပါဒါမှသာသူ့ရဲ့ရရနေတဲ့တွားဖုံးတွေကိုတက်တာစေပြီးပစ္စည်းတွေဖြည့်ဆည်းတာကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ဒီမျိုးစိတ်ကအရန်ကိုစွန့်ရင်ပြေးသွားပါတယ်ဒါပေမဲ့စော့ပြီးပင်ပန်းသွားရင်တော့ကလေးလေးတယောက်လိုနူးညံ့သွားပါတယ်ပိုင်ရှင်ရဲ့လက်ထဲမှာတိတ်လေးလှဲအိတ်လိုက်တာပါပဲမိတ်ဆွေတို့အနေနဲ့ရောအခုလိုချစ်စရာကောင်းတဲ့တိုးလေးတွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူခြင်းကြပါသလားဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Create Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါဦးနော်